ကလက်ရှိပေါ့နော်ကျွန်တော်အချိန်မှပြောခဲ့တဲ့စစ်ရေးအရွေးအခင်းချင်းမှာဆိုလဲအာဏာစစ်တပ်အတွက်အကြီးမားတဲ့အရွေးမှာဒီစစ်မှုထမ်းဥပဒေကအများကြီးအရေးကြီးတက်ရောက်စေခဲ့တဲ့အခမ်းအနားမှာပါဝင်ခဲ့တယ်ကျွန်တော်တိုင်းပြည်ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာလူငယ်တို့တည်းလုံးရဲ့အနာဂတ်ကိုအကြီးမားဆုံးထိုးနှက်ချက်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်။မနက်အခုတည်းကျွန်တော်တို့ကြားနေရတယ်စစ်တပ်ကစစ်မှုထမ်းဥပဒေလူငယ်တွေကိုဒီတဲ့ပို့ပြီးတော့ပုံစံနဲ့စုဆောင်းနိုင်ဖို့သူတို့စူးစမ်းပြင်ဆင်လာတယ်တွေ့တယ်လူငယ်တွေနဲ့လည်းအခက်အခဲတွေတွေ့သူကကြုံအာဏာသိမ်းမှုအကျိုးဆက်နဲ့တူဒီအာဏာသိမ်းဒီစစ်မှုထမ်းပြည်ရိုက်ခတ်မှုတွေကျွန်တော်အများကြီးကြုံနေရတယ်ပေါ့နော်အဲ့ဒီစစ်မှုထမ်းဥပဒေအကျိုးဆက်နဲ့လူငယ်တွေမတရားဖမ်းဆီးခံရတာဥပဒေမဲ့ဖမ်းဆီးခံရတာရက်တို့တင်တဲ့နေပြည်ခြေတန်းစစ်မြေပြင်နေပို့တယ်အတန်အနေနဲ့ဆုံးချုံရတယ်အများကြီးပေါ့ဗျာနိုင်ငံဟာတွေဖြစ်တယ်မြေပြင်မှာလည်းဥပဒေရဲ့ပြဋ္ဌာန်းချက်ပါနဲ့ကျူးလွန်ဖောက်ဖျက်ပြီးတော့မှသူတို့ရဲ့ဒီမှန်ဖြောမှန်ချက်တွေကိုရရှိဖို့အတွက်အမြေပြင်မှာအများကြီးဥပဒေမဲ့ဖမ်းဆီးမှုတွေမတရားဖမ်းဆီးမှုတွေဒီရဲ့စစ်မှုထမ်းဥပဒေနောက်ဆက်တွဲလူအယောင်းဝယ်တွေမျိုးစုံပေါ့အများကြီးရှိနေတာပေါ့နော်ဒါဟာလည်းကျွန်တော်တို့နိုင်ငံတကာအနေနဲ့ဒီဟာတွေမှာလည်းကျွန်တော်တို့နောက်တစ်ခုကဒီစစ်မှုထမ်းဥပဒေဟာဒီတွင်းစစ်မီးကိုတောက်လောင်ဖို့အတွက်နောက်ထပ်စစ်တပ်ကအသုံးချနေတဲ့လောင်စာမီးပြည်တွင်းစစ်လောင်စာမီးတို့လည်းကျွန်တော်တို့ပြောလို့ရတယ်လူငယ်တို့တွေကျတော့ဒီစစ်အာဏာရှင်စနစ်သက်ဆိုးချေဖို့မှာအသုံးချခံနေရတဲ့ဒေဂံဘဝတွေဖြစ်နေရတယ်ကျွန်တော်တွေ့ရတယ်ဒါဟာပြည်တွင်းတော်လိုင်းအင်အားစုတွေနဲ့လည်းမပေါ်စားသင့်ဘူးနိုင်ငံတကာအနေနဲ့လည်းဒီလူခွင့်ရေးချုပ်ဖောက်မှုတွေကိုမပေါ်စားသင့်ဘူးဒီအာဏာချုပ်ခိုင်ထားတဲ့စစ်အာဏာသိမ်းအသွင်မြောက်အစိုးရကိုကျွန်တော်တို့ဒီရဲ့မြေပြင်မှာဖြစ်နေတဲ့အချက်လက်တွေတေချာပြုစုဆောင်ပြီးတော့မှကျွန်တော်နိုင်ငံတကာဖိအားတွေလည်းသက်ဆိုင်ရာတောင်းဆိုမှုတွေဖိအားတွေလည်းလုပ်တင်တယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ဗျဟုတ်ကဲ့